ဒီအင်္ဂလိပ်ချင်းကိုနော်ကောင်မလေးကြောက်ကိုပန်းဆက်ဆိုတဲ့ချင်းကိုကြောက်အမဆိုတော့ကောင်မလေးကြောက်ကိုဆိုပြမှာဖြစ်ပါရှင်သူ့နာမည်ကတော့သူကကြတော့ဒီတချင်းကိုဖွင့်လာတယ်သူ့နာမည်ကတော့ cherry ဒီမှာလည်း berry နောက်လာမဲ့ကိုကကြတော့ under ပဲဖြစ်ပါတယ်အားလုံးကစောက်ညွတ်ပြေးလိုက်တဲ့ချင်းဖွင့်လိုက်ပါဆမ်ငါကလေးရတော့ပါကြီးနေရပဲနောက်လေးနဲ့ဆုပ်ပြီးမှမယောက်ျားလေးကကားပြမယ်နော်သူယောက်ျားလေးကကားပါမယ်တဲ့အောင်ကဲလို့ဒီဗီဒီယိုလေးကို like and share ရ like ပေးရမယ့်လူတိုင်းကိုကြတော့ကျမဘာကပဲဖြစ်ဖြစ်ယောက်ျားလေးကဖြစ်ဖြစ်ပေါ့အချောက်ကဖြစ်ဖြစ်ပေါ့နော်သူကတော့ကပြီးတော့စစ်တပါပဲရှင်အားလုံးကမမလေးရှိသွားကြပါရှင်မကြည့်နေဆက်ကြရမလို့နေတော့နေဖေးကြီးကောင်ကားရတာကိုတော်ချီးကျူးအောင်မယ်နေရမ်းဆိုင်မရလိုက်နဲ့စက်ကဝါအော်ဟာကြမ်းလေးလူကဟန်နေမှာခါလေမကနဲ့ခါမကြည့်ရတော့ထားလာလားစိတ်တောင်မကြောက်စိတ်နဲ့တန်းတန်းလုံးမှာတငယ်ချင်းတွေမရှိဘူးကျောင်းမှာကအဲ့ဒါ graduation international school မှာနော်ကျော်စိတ်မရောက်မှကြည့်နေတယ်YouTube ပေါ်တင်မှာတော့လားနော်ပြီးွားရင်နေတယ်နော်ပြီးတော့အရှင်အားလုံးပဲစောင့်မြင်ကိုကြည့်ကြပါဒီဗီဒီယိုလေးကိုထပ်ကြည့်ချင်တဲ့ဆို like လေးပေးပြီးတော့တဲလေးပေးသွားကြပါအခုကျတော့မေတ္တာကပြန်ပါတယ်ရှင်အားလုံးပဲ